မင်္ဂလာပါတဲ့ရေကိုရရှောနေကျဆိုပါတယ်ဒီခါမျိုးပြပြီးမှကကြတော့မြကွင်းညိုလို့ဆိုပြီးတော့အေးရေးဝအောင် HPP လားအဲ့လိုမျိုးအေးရေးဝအောင်အိပ်ပြီးမယ်လေကိုယ့်ရဲ့မြကွင်းကညိုနေတော့မဲဆိုလို့ရှိရင်တော့မြကွင်းညိုရတဲ့အကြောင်းရင်းအချက်အနေနဲ့ကကြတော့အေးရေးမဝတဲ့အချက်တော့မဟုတ်တော့ဘူးပေါ့နော်အခုမင်္ဂဒီဗီဒီယိုလေးထဲမှာမြကွင်းညိုရတဲ့အကြောင်းရင်းအနေနဲ့အခြေခံအချက်၃ချက်လေးနဲ့မင်္ဂပြပေးပါမယ်ရှင်နံပါတ်1အချက်အနေနဲ့ကကြတော့မျိုးရိုးဗီဇကြောင့်မလို့ကိုယ့်ရဲ့အသားရည်ကပါလာပြီးတော့သွေးကြောလေးတွေမြင်နေရတာမျိုးရှိရဲ့နံပါတ်2အချက်အနေနဲ့ကကြတော့အလက်ကျစ်ထတာမျိုးဒါမှမဟုတ်ဓာတ်မတက်ရမျိုးဖြစ်တဲ့အခါမှာကိုယ့်ရဲ့မျက်ဝန်းသားကိုပို့ပြီးတော့ဖွတ်တာမျိုးတွေကလည်းမျက်ကွင်းညိုတတ်ပါတယ်ရှင်နံပါတ်3အချက်အနေနဲ့ကကြတော့နေအောင်ကြည်တန်းကြောင့်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အသက်အရွယ်ရလာတာနဲ့အမျှမျက်ဝန်းအောက်မှာရှိတဲ့အစီကဲလေးတွေကခန်းချောက်သွားတဲ့အခါမှာလည်းမျက်ကွင်းကပို့ပြီးတော့ညိုတတ်ပါတယ်နော်နံပါတ်1အချက်အနေနဲ့မျိုးရိုးဗီဇကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်တော့ဗီတာမင် K တို့ကက်ဖရင်းတို့ပါဝင်တဲ့ iPhone မျိုးကိုအသုံးပြုပေးလို့ရတယ်နံပါတ်2အချက်အနေနဲ့ဓာတ်မတက်တာမျိုးအလက်ကျစ်ဖြစ်တာမျိုးရှိတာမျိုးဆိုလို့ရှိရင်တော့ဟန်တီဟီတာမင်ပါဝင်တဲ့ဆေးလေးတွေကိုတောက်သုံးပြီးတော့ကုသပေးလို့ရပါတယ်ရှင်နံပါတ်3အချက်အနေနဲ့နေလောင်တာမျိုးတွေပြီးတော့ကိုယ့်ရဲ့အသက်အရွယ်ကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်တော့မင်းတို့ပြောနေကြ skin care set အခြေခံ30ထဲကနေမှဆိုင်းခွင်ကိုမဖြစ်မနေသုံးပေးရမယ်ဒါမှမဟုတ်နေလောင်ကမျက်မှန်လေးတွေကိုလည်းတက်ပြီးတော့ကုသပေးလို့ရပါတယ်ရှင်မျက်ကွင်းညိုရတဲ့အကြောင်းရင်းတွေကအချက်တွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့တေချာလေးပို့ပြီးတော့သိချင်နေဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကုသပေးလို့ရပါတယ်နော်အခုမင်းကဒီဗီဒီယိုလေးထဲမှာမျက်ကွင်းညိုရတဲ့အကြောင်းရင်းအခြေခံအချက်3ချက်လေးကိုပြပြပေးတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ထပ်သိချင်တာလေးရှိလို့ရှိရင်လည်းမင်းဗီဒီယိုရဲ့ comment အောက်လေးထဲမှာမှန်ခဲ့ပြီးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်